အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့ကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးမယ့်ပုံမြင်လေးကတော့အောင်အောင်နဲ့ကြက်ဥများဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကအိန္ဒိယနိုင်ငံမှာရှိတဲ့ဒေလီဆိုတဲ့မြို့လေးမှာအောင်အောင်ဆိုတဲ့လူငယ်လေးတစ်ယောက်နေထိုင်ပါတယ်သူကစင်းရဲလွန်လာတဲ့အတွက်နေမနာညမနာအလုပ်ကြိုးစားလုပ်ရတာပေါ့သူကလေသမားတွေရဲ့ကောက်ပဲသီးနှံတွေကိုရှေ့သိမ်းပေးရတဲ့အပြင်နွားတွေကိုလည်းနွားနှုတ်ညင်ရပါသေးတယ်။အချိန်ကြီးကြာလာတဲ့မျှအောင်တို့နေထိုင်တဲ့မြို့လေးမှာမိုးခေါင်ရေရှားတဲ့ပြဿနာနဲ့ကြုံတွေ့လာရပါတော့တယ်။အောင်ရဲ့အလုပ်ရှင်သတိကြီးကလည်းသူ့ရဲ့လေတွေကမိုးခေါင်ရေရှားလာတဲ့အတွက်စိုက်ပျိုးရေးသိမ်းလို့မရတော့တာကြောင့်အောင်ကိုအလုပ်ကနေထုတ်လိုက်ပါတယ်။အောင်ကတော့သူ့ရဲ့အနာဂတ်ကြီးပျောက်ဆုံးသွားပြီဆိုပြီးဝမ်းနဲ့ပက်လက်နဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူကဘိုင်ရန်စာနေတဲ့အတွက်ကြောင်ရင်တကားကိုဖွင့်ကြည့်ရမှလဲစားစရာဆိုလို့စံတစည်းတောင်မတွေ့ခဲ့ပါဘူး။သူကစိတ်ပြက်လက်ပြက်နဲ့အိမ်ရှိမှထိုင်နေသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ချက်တွေအများကြီးမွေးထားတဲ့သူ့ရဲ့အိမ်ကြီးချင်းနန္ဒရဲ့အိမ်ကိုသွားခဲ့ပါတယ်။သူကနန္ဒကြီးငါဘဝမှာဘယ်တော့မှလူတစ်ယောက်စီကိုစားစရာမတောင်းခဲ့ဘူးပါဘူးကွာဒါပေမဲ့အခုချိန်မှာငါကမင်းမြင်တဲ့အတိုင်းစားစရာဆိုလို့ဘာတစ်ခုမှမရှိတော့ပါဘူးဒါကြောင့်မင်းစီမှာစားစရာလေးများရှိခဲ့ရင်နည်းနည်းလောက်ပဲဖြစ်ဖြစ်ပေးပါလားကွာလို့အောင်ကပြောလိုက်ပါတယ်သူ့ရဲ့တငယ်ချင်းအောင်ကိုကြည့်ပြီးနန္ဒကစိတ်မကောင်းလို့မျက်ရည်တွေဝဲလာခဲ့ပါတယ်နန္ဒကတငယ်ချင်းအခုချိန်မှာလူတွေအားလုံးကခက်ခဲနေကြတာပဲကွာငါလေးအတူတူပါပဲဒါပေမဲ့အားစီမှာရှိတဲ့ကြက်ဥပြုံနည်းနည်းကိုမင်းကငါပေးလိုက်မယ်အများကြီးတော့မဟုတ်ပေမဲ့မင်းမသာမင်းပြန်မရက်ဒီနိုင်ငံမှာဒီကြက်ဥပြုတ်တွေကမင်းအတွက်အထောက်ပံ့ဖြစ်စေမှာပါလို့နန္ဒကပြောလိုက်ပါတယ်အောင်ကတော့မင်းရဲ့စကားတွေကကြက်ဥပြုတ်တွေထက်ငါအတွက်တော့ပိုအားရှိသွားပြီအခါအခွင့်သိငင်ရင်ဒီနေ့မင်းပေးခဲ့တဲ့ကူညီကိုငါချင်းစီပြန်ဆက်မှာပါငါတခြားမျိုးကိုပြောင်းတော့မယ်ပြီးရင်ငါအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဒါပေမဲ့မင်းနဲ့ငါတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုတော့တပါးတည်းယူသွားမှာပါမင်းပေါ်မှာဖျားသခင်ကောင်းကြီးပေးပါစေလို့နှုတ်ဆက်ကအဲ့ဒီမျိုးကနေထွက်ခွာလာခဲ့ပါတယ်ဒီလိုနဲ့ရှက်နှဲငယ်ကြပြီးတဲ့အခါမှာတော့အောင်ကနောက်တစ်မျိုးမှရှိတဲ့လေသမားတစ်ယောက်ကအောင်ကိုအလုတ်ခံလိုက်ပြီးသူ့ရဲ့လေတွေကိုထုံရက်ဆိုင်ပြိုးစီခဲ့ပါတယ်အောင်ကသူအားလက်တဲ့ချိန်တွေမှာဆိုရင်လေအနားမနေပဲဈေးရောင်းကုန်တွေကိုမျက်ခြောက်ထုတ်တွေလည်းကိုညီထမ်းပေးပြန်ပါတယ်ပြီးတဲ့ငွေပမာဏကနေပါပေမဲ့လေအောင်ကတော့စူးစမ်းလုပ်ပြီးရှားပါတယ်သူ့ရဲ့ဒီနေ့တာအလုပ်တွေအားလုံးပြီးသွားတဲ့အခါမျိုးမှဆိုရင်တော့အောင်ကသူ့ရဲ့ခန်းထဲကစပွဲလေးပေါ်မှာသူဒီနေ့ရခဲ့တဲ့ပတ်စံတွေကိုတေချာရည်တွက်ပါတယ်ဈေးကြီးတဲ့စားစာတွေကိုမစားဘဲနဲ့ပါမောက်တစ်ချက်ကိုပဲအမြင်စားပါတယ်အောင်ကသူပင်ပင်မမတ်နဲ့ရှာဖွေစုဆောင်းရတဲ့ပတ်စံတွေကိုချွေချွေတတာနဲ့စုဆောင်းထားခဲ့ပါတယ်အဲ့ဒီလိုစုဆောင်းထားနိုင်ခဲ့တဲ့အတွက်ဒီနေ့မပြည့်ခင်မှာပဲသူကမြေခွက်ငယ်လေးတစ်ခွက်ကိုဝယ်ယူနိုင်ခဲ့ပါတယ်။နှစ်နှစ်ပြည့်တဲ့အခါမှာတော့တိုးတော့ကိုပိုင်ဆိုင်ခဲ့ပါတယ်။သုံးနှစ်ပြည့်သွားတဲ့အခါမှာတော့နွားနဲ့မြင်းတွေကိုဝယ်ယူနိုင်ခဲ့ပါတယ်။နှစ်တွေပြောင်းလဲသွားတဲ့အချိန်တိုင်းတစ်နှစ်စီမှာအခက်အခဲတွေရှိခဲ့ပေမဲ့အောင်ကတော့ဆက်လက်ကြိုးစားနေခဲ့ပါတယ်။အလုပ်ကိုဒီဇိုင်းမမတ်ကြိုးစားမှုနဲ့ထက်မြက်တဲ့ဆုံးဖြတ်ချက်တွေကြောင့်အောင်ဟာချမ်းသာကြွယ်ဝတဲ့တရေတူဖြစ်လာပါတော့တယ်။ငွေပမာဏနည်းနည်းထပ်ဆုလိုက်ရင်ပြီးကမြေကွက်ကိုလည်းငါဝင်နိုင်တော့မှာ။အော်အခုဆိုရင်ငါအိမ်မက်မက်ခဲ့သမျှအရာအလုံးငါစီမှာရှိနေပြီ။ဒါပေမဲ့တခုခုလိုအပ်နေသလိုပဲ။အောင်ရဲ့စိတ်ထဲမှာတော့ဟာခွက်တစ်ခုဟာ10ဆလောက်ကြီးမားလာခဲ့ပါတယ်။သူဟာအလုပ်တွေကိုဇက်တိုက်ကြိုးစားနေရင်နဲ့သူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။သူဟာသူ့အိမ်သူ့မိတ်ဆွေတွေနဲ့သူကိုယ်တိုင်ပျောက်ဆုံးနေတယ်လို့ခံစားလာရပါတယ်။ဒီတွေကသူဘာမှစားစရာမရှိခင်ကအခြေအနေထက်ပိုခံစားရတယ်လို့သူထင်လာပါတယ်။ဒီလိုနဲ့သူ့ရဲ့ငွေတွေဟာသူသတ်မှတ်ထားတဲ့ပမာဏတစ်ခုထက်ကျော်လွန်လာတဲ့အခါမှာတော့သူကသူ့ရဲ့မြေခွက်နဲ့တိရစ္ဆာန်များစုကိုရောင်းချလိုက်ပါတယ်
သူကကလောက်တကောင်ရင်သူ့တငယ်ချင်းကိုတရိရလို့ချစ်စနိုးနဲ့နန္ဒာလို့သူနာမည်ပေးထားတဲ့မြင်းမဲတကောင်ရင်ကိုပဲခြံထားလိုက်ပါတယ်။ဒီလီမြို့ကိုပြန်လမ်းမှာတော့မြို့ထဲကလူတွေရဲ့ကြိုဆိုခြင်းကိုတွေးတောရင်းနဲ့စိတ်ကူးရင်နေမိပါတယ်။မြို့ဝင်ဝါကိုရောက်တဲ့ခါမှာတော့အရင်ကလိုပဲမပြောင်းလဲတဲ့ဒီလီမြို့ကြီးကိုအောင်တယောက်ကငေးကြည့်နေခဲ့ပါတယ်။မြို့ထဲကိုဝင်လာတဲ့ခါမှာတော့မြင်းမဲကြီးဘော်ကတတိတယောက်ဆိုပြီးလူတွေကဝိုင်းကြည့်နေပေမဲ့အစပိုင်းမှာတော့သူဟာအောင်ဖြစ်မှန်းဘယ်သူမှမသိခဲ့ကြပါဘူး။ဒါပေမဲ့လည်းကြည်တတိဟာအောင်ဖြစ်သွားမှန်းသိတဲ့အခါမှာတော့အတင်းအဖျင်းပြောကြပါတော့တယ်။အောင်ကအသေးဆိုင်ရှိမှရက်လိုက်ပြီးညီမကြီးဒီပန်းသီးတွေကချိုးမဲ့ပုံမဲနော်လို့ဆိုင်ရှင်မျိုးသမီးကိုပြောလိုက်ပါတယ်။ဆိုင်ရှင်မျိုးသမီးကတော့ကျေးဇူးတင်ပါတယ်ရှင်။ဒီပန်းသီးတွေကဒေလီမြို့မှာအချို့ဆုံးပန်းသီးတွေပါပဲ။ဘယ်နှလုံးယူမှလဲရှင်လို့မေးလိုက်ပါတယ်။အောင်ကတော့10လုံးယူမယ်ဗျာ။ဒီဘက်ကရောဘာအသီးတွေလဲလို့မေးပါတယ်။ဆိုင်ရှင်ကတော့တလဲသီးတွေပါရှင်။နည်းနည်းလောက်မြည်ကြည့်ပါလားလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အောင်ရဲ့နောက်မှာရက်နေတဲ့သူ့ရဲ့တငယ်ချင်းတွေကအောင်ဟာသူတို့ရဲ့တငယ်ချင်းဖြစ်ခဲ့တယ်။သူတို့ကိုလည်းသူပိုင်ဆိုင်တာတွေကိုမျှဝေပေးတဲ့ကြောင်းနဲ့နန္ဒရဲ့ကျေးဇူးကိုမမေ့တဲ့ကြောင်းအတင်းပြောနေကြတာပေါ့ကွယ်။အောင်ကတော့တလဲသီးတွေကိုကြိုက်တွေ့သွားပြီးကျွန်တော်ဒီသီးတွေကိုလည်းနည်းနည်းယူမယ်နော်လို့ဆိုင်ရှင်မျိုးသမီးကိုပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတောင်းရမ်းစားတော့နေတဲ့အဖိုးကိုတယောက်ရောက်လာပြီးအောင်ကိုသူပိုက်စာနေတဲ့အတွက်စားစရာလေးပေးဖို့အလူခံပါတော့တယ်။အောင်ကတော့ဆိုင်ရှင်မျိုးသမီးကိုငွေရသပြားထုတ်ပေးလိုက်ပြီးအဖိုးဝေရဲ့လိုအပ်ချက်တွေကိုကိုကြီးဆောင်ရွက်ပေးဖို့အတွက်ပြောလိုက်ပါတယ်။ဒီဖြစ်ပျက်တွေကိုမြင်လိုက်ရတဲ့သူတွေကတော့အောင်ရဲ့အပိခံရုံမှုကိုမျက်ဝါးထင်ထင်မြင်လိုက်ရပေမဲ့အတင်းပြောနေတာတွေကတော့ရှက်မသွားခဲ့ပါဘူး။လူတယောက်အောင်မြင်သွားရင်မနာလိုရှုစိတ်ဖြစ်ကြတဲ့လူတွေရဲ့စိတ်တွေကတိတ်ကိုကြောက်စရာကောင်းပါတယ်။အားလုံးထဲမှာဒေါသအထွက်ဆုံးကတော့သူ့ကိုကြက်ဥပြုတ်တွေပေးခဲ့တဲ့ချက်ချံပိုင်ရှင်နန္ဒာပဲဖြစ်ပါတယ်။နန္ဒာဟာညရင်ချင်းပဲအောင်ရဲ့အိမ်ကိုလိုက်သွားခဲ့ပြီးတကားသွားခောက်ပါတယ်။အောင်ကတော့နန္ဒာကိုမြင်တဲ့နဲ့အတင်းပွေဖက်နှုတ်ဆက်ပါတယ်။ဒါပေမဲ့နန္ဒာကတော့အဖိုးရီလုံးမနေပါနဲ့ကွာ။မင်းစီမာတင်နေတဲ့ငါ့ရဲ့အကျွေးတွေကိုလာပြန်ယူတာ။အဲ့ခါမှာတော့အောင်ကနန္ဒာကြီးကျုပ်ပြုတ်နေတဲ့အတွက်နဲ့ငါ့ရင်အထိညာငင်းကြီးမင်းလာရတယ်လို့ငါ့ကိုမပြောနဲ့နော်။မင်းပိုက်စားတယ်ဆိုရင်တော့ငါမင်းကိုကျုပ်ငွေကြော်လုပ်ကြည့်ရမယ်ကွာလို့ဆိုပါတယ်။ဒါပေမဲ့နန္ဒာကတော့မင်းကကိုလက်နောက်နေရလား။ဒါနောက်เสียမဟုတ်ဘူးနော်။ငါကဒီလိုအချိန်ရောက်လာဖို့အတွက်10နှစ်တောင်စောက်ခဲ့ရတာကွာ။အောင်ကတော့မင်းကစီကကျုပ်ပြုတ်တွေရဖို့10နှစ်တောင်စောက်ခဲ့ရတာလားလို့နန္ဒာကိုမေးလိုက်ပါတယ်။နန္ဒာကတော့ဒေါသတွေထွက်နေခဲ့ပြီးမင်းကယူနေတာပဲ။အဲ့ဒါကကျုပ်ပြုတ်တွေမဟုတ်ဘူး။မင်းခုလိုချမ်းသာအောင်လုပ်ပေးခဲ့တဲ့ရတနာတွေပဲလို့ဒေါသတကြီးနဲ့ပြောဆိုပါတယ်။အဲ့ဒီနောက်မှာတော့နန္ဒာကသူပေးခဲ့တဲ့ကျုပ်ပြုတ်တွေအကြောင်းကိုပုံကြီးချဲ့ပြီးတော့ပြောဆိုပါတယ်။သူကသူ့ရဲ့ကျုပ်ပြုတ်တွေအတွက်ရွှေစတစ်ထောင်ကိုပေးရမယ်လို့အောင်ကိုပြောပါတယ်။အောင်ကတော့ကျုပ်ပြုတ်အနေငယ်အတွက်ရွှေစတစ်ထောင်ပေးဖို့မဖြစ်နိုင်တဲ့အကြောင်းပြောတဲ့အခါမှာတော့နန္ဒာကမင်းကပစ္စည်းဥစ္စာတွေကြောင့်တိတ်ကိုမာနကြီးနေတယ်ပေါ့ဟုတ်လားတရားရုံးကမင်းကိုအမှန်တိုင်းမြင်အောင်လုပ်ပေးလိမ့်မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်တရားရုံးတော်မှာတော့နန္ဒာကကျွန်တော်အောင်ကိုကြက်ဥတရားစင်ပေးခဲ့တယ်အဲ့ဒီကြက်ဥတွေကကြက်ဥတို့စီကကြက်တကောင်စီဖြစ်လာမှာပဲအဲ့ဒီကြက်တွေကနေဥတွေထက်ဥအောင်ပါအဲ့တော့တရားသူကြီးပဲစဉ်းစားကြည့်ဗျာကျွန်တော်သာအောင်ကိုကြက်ဥတရားစင်မပေးခဲ့ဘူးဆိုရင်ဒီ10နှစ်တွင်းမှာကျွန်တော်ဘယ်လောက်တောင်ချမ်းသာနေပြီလဲဆိုတာတရားသူကြီးပဲတွေးကြည့်ပါတော့ဗျာတရားသူကြီးကတော့ကောင်းပြီဒါဆိုရင်မနှက်ပြန်မှာအောင်ကိုတရားရုံးလာခိုင်းလိုက်ပါမင်းအတွက်မျှတအောင်လို့ငါဆုံးဖြတ်ပေးပါမယ်လို့တရားသူကြီးကနန္ဒာကိုပြောလိုက်ပါတယ်နောက်တစ်နေ့မနက်မှာတော့တရားရုံးကိုအောင်ရောက်မလာခဲ့ပါဘူးလူတွေကသူရောက်လာဖို့အတွက်မိနစ်30လောက်တက်ခံပြီးစောင့်နေကြကြပါတယ်လူအုပ်ထဲကတချို့ကတော့တေးကြပြီဒီကောင်ထွက်ပြေးသွားပြီဒီမှာသူရှုံးသွားရင်ရွှေစတစ်ထောင်ပေးရမှာကြောက်လို့ထွက်ပြေးသွားတာပဲဖြစ်ရမယ်လို့ဆိုပြီးတီးတို့ပြောနေကြပါတယ်အဲ့ဒီချိန်မှာပဲတ
တရားသူကြီးကလည်းကောင်းပြီလေအောင်ရောက်မလာတော့ဘူးဆိုတော့လေနန္ဒကိုအောင်ကရွှေစတစ်ထောင်တရားသူကြီးရဲ့စကားမဆုံးခင်မှာပဲအောင်ကရောက်လာခဲ့ပါတယ်အောင်ကတော့စိတ်မရှိပါနဲ့တရားသူကြီးမင်းခင်ဗျာအခုမှမတရားသဖြင့်တိုင်ကြားခံရတယ်လို့ကျွန်တော်ထင်တယ်နန္ဒကတော့တရားသူကြီးမင်းခင်ဗျာဒီကောင်ကတရားမျှတမှုဆိုတာကိုနားလည်မဲ့ပုံမပေါ်ပါဘူးလို့ပြောပါတယ်တရားသူကြီးကတော့အောင်ကြီးမင်းဆက်ပြောပါဦးပြီးတော့ဘာကြောင့်တရားခွင်ကိုနောက်ကျမှရောက်လာရတာလဲဆိုတာလေငါတို့ကိုပြောပြပါဦးအောင်ကတော့တောင်းပန်ပါတယ်တရားသူကြီးမင်းခင်ဗျာကျွန်တော်ရဲ့ဥယျာဉ်ခြံထဲမှာပဲပြုတ်တင်းကိုစိုက်ပျိုးနေလို့ပါလို့ပြောပါတယ်အောင်ရဲ့စကားအဆုံးမှာတော့လူကြီးကတဝါဝနဲ့အော်ပြီးရီကြပါတယ်လူကြီးကအဆက်မပြတ်ရည်နေကြတဲ့အတွက်တရားသူကြီးကအားလုံးခဏလောက်တိတ်ကြပါအောင်ရီမင်းလာနောက်နေတာလားပဲပြုတ်ကနေဘလို့လုပ်ပြီးတော့ပဲပင်ပေါက်လာမှာလေအောင်ကတော့မှန်ပါတယ်တရားသူကြီးမင်းခင်ဗျာပဲပြုတ်ကနေပဲပင်မပေါက်လာဘူးဆိုရင်ကြက်ဥပြုတ်ကနေကြက်တွေဘလို့ပေါက်ဖွာလာမှာလေလို့တရားသူကြီးကိုပြန်မေးလိုက်ပါတယ်အဲ့ဒီခါမှာတော့လူကြီးရဲ့ရေရွတ်တန်တွေဟာပြန်လည်ထွက်ပေါ်လာပါတော့တယ်တရားသူကြီးမင်းကနောက်ဆုံးမှာတော့အောင်းမှာအပြည့်မရှိကြောင်းနဲ့နန္ဒစီမှာလည်းအကျွေးမတင်တဲ့အတွက်ကြောင့်ရွှေစတစ်ထောင်ပေးဖို့မလိုကြောင်းဆုံးဖြတ်ချက်ချလိုက်ပါတယ်နန္ဒကတော့သူ့ရဲ့အပြုတ်မှုတွေအတွက်ရှက်ရွံ့သွားခဲ့ရပြီးလူတိုင်းကအောင်ရဲ့ငြိမ်ထက်မြက်မှုပေါ်ချီးမွမ်းနေကြပါတော့တယ်ကွယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ရင်အားပေးခဲ့ကြပါအောင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ